ရှင်းလင်းပြီးဖြစ်ပြီးလေနဲ့လာခုကိုဌာနချုပ်ကိုလမ်းပြောလိုက်ပါတယ်။ဘက်မှာလည်းဘီလီယံဖွဲ့ကလူသားတွေကပြည်သူတွေကိုကယ်တင်လိုက်ပြီးဖြစ်၍လေဝက်လက်နက်ကိုထော်သုံးဖို့ပြင်ဆင်နေကြပါတယ်။အဲဒီအချိန်မှာပဲဘီလီယံဖွဲ့ကတော့သုံးလိုက်တော့လို့အမေပေးလိုက်ပါတယ်။လူသားတွေကတော့ဘေးကင်းပြီဆိုပြီးပြောနေကြတာပေါ့။ဒီပေါ်မှာတော့လေမှုနှစ်ယောက်ရှိနေပြီ။လေမှုနှစ်ယောက်ရဲ့တယောက်ကခလုတ်တစ်ခုကိုနှိပ်လိုက်ပါတယ်။အဲဒီအချိန်မှာပဲနျူကလ িয়ার ဘုံးကြီးကမြေပြင်ပေါ်ကိုပြုတ်ကျလာပါတယ်။တပတ်မှာတော့ဘောက်စီမမတို့ဖွဲ့ရလေအောင်ပွဲခံနေကြပါတယ်။အောင်ပွဲခံတာမပြီးဆုံးသေးခင်မှာပဲလူတွေကနေတရှိုတရားထွက်လာပြီးနျူကလ িয়ার ဘုံးကပြုတ်ကျနေပြီ။မင်းတို့ကောင်တွေဘာမှလုပ်လို့မရတော့ဘူးလို့ပြောလိုက်ပါတယ်။လူတွေကလည်းလက်ပြန်သွားကြတာပေါ့။ဌာနချုပ်ကလည်းဘောက်စီမမငါတို့ပြောကြားရလားလို့လက်မိလိုက်ပါတယ်။ဘောက်စီမမကလည်းကြားရလို့ပြန်ပြေးလိုက်တော့ဌာနချုပ်ကနျူကလ িয়ার ဘုံးကျလာပြီ။အပေါ်အမြန်တက်ခဲ့တော့လို့ပြောလိုက်ပါတယ်။လီယာဘုံကြီးကလည်းမြေဘောတို့ကြာဆင်းလာပြီပဲဖြစ်ပါတယ်။ဘောင်စီမမကလည်းတောက်ခေါက်လိုက်ပြီးငါးခြေထောက်တွေဒီထက်ပိုမလုံနိုင်တော့ဘူးလို့ပြောလိုက်ပါတယ်။ဘောင်စီမမရဲ့ခြေထောက်မှတက်ထားတဲ့ဘက်ထရီကလည်းအားမရှိတော့ပါဘူး။အဲဒီအချိန်မှာပဲဘောင်စီမမကသူ့ဘေးနားမှာလူတစ်ယောက်ရောက်နေတာကိုခံစားမိလိုက်ပါတယ်။အဲဒါကတော့ဇွန်ဘီပါ။ဇွန်ဘီကဘောင်စီမမကိုဆွဲပြီးနှုတ်ပလိုက်ပါတယ်။ဘောင်စီမမကလွတ်ထွက်သွားပြီးလေရင်ပေါ်ကိုတန်းရောက်သွားတာပေါ့။လေဝါလူရတဲ့ဘောက်စီမမကိုဝိုင်းပြီးထူကြပြီးဘောက်စီမမကတကားရဲ့ဘေဘီထွက်ကြတော့လို့ပြောလိုက်ပါတယ်။နျူကလ িয়ার ဘုံကမြေပြင်ပေါ်သို့ကြားရောက်တော့မယ်အချိန်မှာပဲဇွန်ဘီကကောင်းကင်ပေါ်သို့ခုန်တက်လိုက်ပြီးနျူကလ িয়ার ဘုံကြီးကိုလက်ဗလာနဲ့သွားတာပါတော့တယ်။ဘောက်စီမမတို့အဖွဲ့နဲ့ဘီလင်အဖွဲ့ကလူတွေအပါအဝင်မာရှယ်တို့ကလည်းကြောင်သွားကြတာပေါ့။နျူကလ িয়ার ဘုံကြီးကလည်းအချိန်ပြင်းစွာနဲ့ပေါက်ကွဲထွက်သွားပါတယ်။လေပေါ်မှာရှိနေတဲ့ဘောက်စီမမတို့အဖွဲကတော့လွတ်ထွက်သွားကြတာပေါ့ကျွန်တော်စဉ်းစားမိတယ်နျူကလ িয়ার ဘုံကြီးကဘာလို့ကမ္ဘာအပြင်မဲ့တီတောင်ပောက်ကွဲရတယ်ကမ္ဘာကြီးမပြတ်ဘူးလားနျူကလ িয়ার ပောက်ကွဲသွားတဲ့နေရာမှာတော့ဘာမှမရှိအောင်ပြာကျသွားခဲ့တာပေါ့ဘောက်စီမမတို့ကလည်းကြောင်ရောင်နဲ့ဝိုင်းကြည့်နေကြတာပေါ့အဲဒီအချိန်မှာပဲဇွန်ဘီကဘာမှမဖြစ်ဘဲနဲ့ပောက်ကွဲတဲ့နေရာကြားကနေအေးဆေးဆေးနဲ့ပြန်ထွက်လာခဲ့ပါတယ်ဒါကတော့ episode 10လေးပါ episode 7မှာပြန်လည်တွေ့ဆုံကြပါမယ် like and subscribe လေးလုပ်ပြီးသွားကြပါဦးအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်ကတော့ Mikey Boy ပါ